တာကီဝင်နေအားလုံးကိုဝိတ္တုပကတတ်ပစ်တာလေမှန်ပါဗျာဟိုးရှိဘဝတုန်းကငါးတွေကိုအစိတ်ချခဲ့လို့ဝေးကွာသောကာလကအကြောင်းတရားတစ်ခုရှိတယ်အတိတ်အကြောင်းဟိုမှာဝိတ္တုပကအလဲလာတယ်သူမှအချမ်းရင်နေတဲ့သူကကောသလဘုရင်ကြီးကောသလတိုင်းဆိုတာအင်မတန်အင်အားကြီးတယ်တာကီဝင်တို့ရဲ့တိုင်းပြည်နဲ့ဘာမှမဆိုင်ဘူးနော်အဲ့ဒီအင်အားကြီးတဲ့တိုင်းနိုင်ငံကအရှင်သခင်ဖြစ်နေပြီဝိတ္တုပကအဲ့ဒါသူကအမျိုးတွေစီဆိုပြီးတော့လမ်းပြီးတော့လဲတာလေလာလဲပြီးတော့ပြန်သွားရောအဲ့ဒါတာကီဝင်တွေကမာနာကြီးလိုက်တာဝိတ္တုပတဲ့ငယ်တဲ့ကလေးတွေပဲထားတယ်ကြီးတဲ့ကလေးတွေတယောက်မှမရှိဘူးအဲ့ဒါဝိတ္တုပလည်းပြန်သွားပြီဆိုတော့ကျွန်မတယောက်ကဟဲကျွန်မသာထိုင်သွားတဲ့နေရာအသေးရရုပ်တယ်ဆိုပြီးတော့နွားနိုးနဲ့ဆေးတာလေအဲ့ဒါပါဇက်ကလည်းပြစ်တောက်နဲ့ပြောတယ်ကျွန်မသာနေတဲ့နေရာအတန်းစားခွဲပြီးတော့မာနနဲ့ပြောတာအဲ့ဒါကိုမင်းချင်းတယောက်ကလက်နဲ့မေ့နေလို့လားယူတာအဲ့ဒီမာနစကားကိုသူ့နားနဲ့ကြားတာအဲ့ဒီစကားကသူ့ပါဇက်ကနေတဆင့်ဝိတ္တုပရဲ့နားကိုရောက်တာအဲ့ဒီမှာငါနေရာကိုနွားနို့နဲ့ဆေးရှိသေးအောင်မင်းတို့ရဲ့နေရာကိုမင်းတို့ရဲ့လေချောင်းသေးနဲ့ငါတနေ့ဆေးပြမယ်